မန္တလေးကအမကြီးကမောင်လေးတယောက်လို့ခင်လို့တဲ့ဂျာမနီကပန်းသီးနဲ့ချောကလက်အမလွှဲပေးလိုက်တယ်တဲ့ရောက်လာမောင်လေးတဲ့ဟုတ်ကဲ့အမဒီနေ့ရောက်တယ်တဲ့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်ချောကလက်မစားဘူးကကြားလိုက်စားကိုမစားဘူးအဲဒါကြောင့်အရင်ကျေးဇူးတင်ပါတယ်လို့ချောကလက်ကြီးတဲ့အတွက်ကျမ်းမာချမ်းသာပါစေနော်ကျွန်တော်တို့ဒီသွားတယ်ချောကလက်အကြီးပါလားဟုတ်ပြီโอ้ရောင်စုံကဒါလေးကဘာရောင်ခွာပါတော့နော်ညာတယောက်တည်းတော့စားလို့မကုန်ဘာလဲကြာလေးရโอ้ချောကလက်အကြီးခါတော့ပြီဂျာမနီကပန်းသီးဘယ်လောက်လာလဲကြည့်အောင်နော်ทำอะไรโอ้ဂျာမနီကလာတယ်ဂျာမနီပန်းတဲ့တဲလာရနော်မဟုတ်ရင်မြန်မာပြည်ကဂျာမနီခြုံညပေါက်တဲ့ပန်းနဲ့တူရယ်နော်မြန်မာပြည်ကဂျာမနီကတော့လူကောင်းတွေပဲပုံလို့ချင်းဒါလေးကိုနေပြီးလိမ့်တော့ကောင်းတယ်နော်ဒါဂျာမနီကပန်းလိမ့်လို့မရနော်ဒါအလားပန်းကဲအားလုံးကျေးဇူးတင်ပါတယ်